grammar ပြီးလို့စကားပြောလေ့ကျင့်နေတဲ့အတီတို့ကိုရတော့ကဒါကိုသိထားရမယ်ဒီနေ့သိငယ်တဲ့အကြောင်းအရာမှာနာမဝိသေသနာစာလုံးတော်တော်များများအရှိခံပြီးတော့ပြောထားတာဖြစ်တယ်နာမဝိသေသနာစာလုံးမှာတတိထားမဲ့အရာကအရှိမ MA ပါတာပဲအဲ့တော့ဒီ MA ဟာကရိယာစာလုံးမှာဒါပါမယ်ဆိုလို့ရှိရင်အနာဂတ်ကာလလုံမယ်စားမယ်အိမ်မယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်ဒါပေမဲ့နာမဝိသေသနာစာလုံးမှာပါတာကကြတော့သူ့ရဲ့မူရင်းအတိုင်းကိုပါတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနာမဝိသေသနာစာလုံးက MA ကိုဖြုတ်လို့ရတယ်စကားပြောတဲ့အခါမှာဒီ MA ကိုဖြုတ်လို့ရတယ်ပေါ့နော်ဖြုတ်တာကပို့ပြီးတော့ကိုယ့်အတွက်စကားပြောတာပို့ပြီးမြန်စေတယ်ပို့ပြီးလွယ်စေတယ်အဲ့တော့ MA ကိုဖြုတ်တဲ့အခါမှာတဘောကြကြပြောဖို့အတွက်ဘာကိုအကူခေါ်ရမှာလဲဆိုတော့ ANGN ကိုအကူခေါ်ရမယ်အရှင်းမပြောခဲ့တဲ့ ANGN ဆိုတာနံကိုလည်းတွဲတယ်လို့မျိုးကရိယာကိုလည်းတွဲတယ်အဲ့တော့အခုကကြတော့နာမဝိသေသနာနဲ့တွဲမယ်နာမဝိသေသနာနဲ့တွဲတဲ့အခါမှာဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့အယံဆိုတဲ့စာလုံးဖြစ်သွားတယ် sobra နဲ့သူကနည်းနည်းနှိစက်သွားတာပေါ့နော် anganda maganda လာပါတော့ anganda အယံလာတာပဲဒီလိုဖြစ်သွားတာပေါ့နော် masarap အရသာရှိတော့ ansarap အယံရသာရှိတယ်လို့သိရသာရှိတာပဲလို့ဒီလိုမျိုးအတိုက်ပဲတက်ရောက်သွားတယ်ပေါ့နော်အဲ့တော့ ANGN ကိုခေါ်လို့မရဘူးလားခေါ်လို့ရတယ် matalino ညံကောင်းတော့ MA ကိုဖြုတ်မယ် talino antalino ဒီလိုမျိုးဖြစ်သွားမယ်အန်တလီနိုအရန်ညံကောင်းတာပဲအရန်တော်တာပဲဒီလိုပြောလို့ရတယ်နော်တော်တာကိုကျွန်တော်တို့နောက်တစ်မျိုးပြောလို့ရတယ်မာကလေးတော်အန်ကလေးအရန်တော်တာပဲအန်ကန်ဒါနဲ့ဒီအန်နဲ့နာမဝိသေသနာကိုတွဲပြီးတော့ကျွန်တော်တို့စကားပြောနည်းနည်းလောက်လေ့ကျင့်ကြည့်ကြမယ်အရှင်းမှာသင်္ကန်းတဲ့ဟာတွေကိုလည်းဒီလိုမျိုးလေ့ကျင့်လို့ရတယ်ပေါ့နော်အန်ကန်ဒါမိုငယုံအန်ကန်ဒါမိုငယုံမင်းတင်နဲ့တိတ်လာတာပဲအန်ကန်ဒါမိုငယုံအန်ကန်ဒါမိုငယုံအန်ကန်ဒါမိုငယုံမင်းဒီနဲ့တိတ်လာတာပဲအန်ကန်တာကန်တာမို့ဒီလိုပြောရင်လည်းရတယ်နော်အန်ကန်တာကန်တာမို့မင်းအရန်လာတယ်အရန်လာတယ်ဒီလိုပြောရင်လည်းရတယ်အန်ကွာပိုနန်ကပါတီမို့အန်ကွာပိုကယောက်ျားလေးကိုပြောတာအရန်ချောတယ်ဒါပေမဲ့ပိစာရမှာကြတော့ကွာပါဆိုတာမိန်းကလေးကိုပြောတာမကန်တာနဲ့တူတယ်ကန်တာဆိုတဲ့စာလုံးနဲ့တူတယ်ပေါ့နော်ပိစာရတွေကကန်တာလို့တိတ်မတုံဘူးအဲ့တော့ဒီတကားလုံးမှာကြတော့ကန်တာလို့တုံးတယ်မင်းကလေးကိုကန်တာလို့တုံးတယ်ဒါပေမဲ့ပိစာရကကြတော့ပိစာရမှာလည်းပိစာရစကားကတက်ရှိရပေါ့နော်မင်းကလေးကိုကွာပါလို့တုံးတယ်ကွာပါလာတယ်ကွာပေါ်ဆိုရင်ချောတယ်ခန့်တယ်ယောက်ျားလေးကိုပြောတာအန်ကွာပေါ်နံကပါတီမို့အန်ကွာပေါ်နံကပါတီမို့မင်းရမောင်နှမကအရန်ချောတာပဲတိတ်ချောတာပဲမင်းရဲ့ညီကိုမောင်နှမဒီနေရာမှာအမလည်းဖြစ်ရင်ဖြစ်မယ်အကိုလည်းဖြစ်ရင်ဖြစ်မယ်နော်နောက်တစ်ကြောင်းမှာဘာအေမပါအေသဘောကောင်းတော့အမ်ဘိုင်းနာနိုင်မို့အမ်ဘအိနာနာနိုင်မို့မင်းအမေကသဘောကောင်းလိုက်တာမပါအေမှာ ANGN ပါတယ်လို့အမေမကိုဖြုတ်မယ်အမ်ဘအိနာနာနိုင်မို့အမ်ဘအိနာနာနိုင်မို့မင်းအမေကသဘောကောင်းလိုက်တာမတက်လီနော်ညံကောင်းတော့ဒီနေရာမှာမကိုဖြုတ်ထားတယ်ဒါဒီလိုမျိုးမကိုဖြုတ်ထားတဲ့စာလုံးတွေမြင်လဲအတီတို့ကိုရတော့ကဟိုအရှိမအများကြီးရဲ့လို့ကြက်ထားတာမို့လို့သိရမယ်နော်ဒါတွေကို Antalino na estudiante ကျောင်းသား Antalino na estudiante ကျောင်းသားကအရန်တော်တာပဲ Ansarap အရန်အရသာရှိတယ် Nakape ကော်ဖီကအရန်အရသာရှိတယ်Masarap ကလာတာ Masarap မှာအမြဲပြောထားရှိတယ်ရကောက်တန်နဲ့ရပလက်တန်ကိုကွဲအောင်ဖတ်မယ် Sara ဆိုလို့ရှိရင်ပျော်ရွှင်သောလို့ဖြစ်သွားမယ်ဒီမှာ Sarap အရသာရှိသော Ansarap Nakape ကော်ဖီကအရန်ရသာရှိတယ်ပဲနောက်တစ်လုံးကမဟာကချစ်တယ်လို့လားအတိုက်ပဲရတယ်ဒါပေမဲ့ဒီလိုမျိုးတစ်လုံးနဲ့ပြောမယ်ဆိုရင်ဈေးကြီးတော့လို့အတိုက်ပဲရတယ်အမဟနာမန်တီတော့နီတော့ဒီလိုပြောရင်လည်းရတယ်နော်ဒီညမှာတီတော့ပြောရင်လည်းရတယ်နီတော့ပြောရင်လည်းရတယ်အမဟနာမန်နီတော့ဒါကတော့ဈေးကြီးလိုက်တာ